ကျမရဲ့ခင်ပွန်းဟာညစဉ်ညတိုင်းသူ့အမေရဲ့အခန်းထဲကိုသွားတက်ပြီးပြန်ထွက်လာတိုင်းလူကနှုံးချိနေတာကိုတွေ့ရတော့ကျမအံ့ဩတုန်လှုပ်ခဲ့ရပါတယ်။ဒါပေမဲ့ကျမအခန်းတကားနားကိုကတ်သွားတိုင်းသူကကျမကိုဒေါသတကြီးအော်ဟစ်မောင်းထုတ်လေးရှိတယ်။တနေ့မှတော့တစ်ခါမှမစုံဘူးသေးတဲ့ရောက်ခမအတွက်ကျမအစားတောက်တွေယူသွားပေးရင်းနဲ့ပကံလုံးပေါ်မှာနှက်ခမ်းနေရတစ်ခုပေးနေတာကိုသတိထားမိသွားတယ်တခုခုတော့လွဲနေပြီလို့ခံစားလိုက်ရတယ်အသက်80အရွယ်အဖွားအိုတယောက်ကဘလို့လုံနှုတ်ခမ်းနေဆိုမှလည်းအမှန်တရားကိုသိရဖို့အတွက်အဲ့ဒီညမှာခင်မုန်းဖြစ်သူအိပ်ပျော်သွားတဲ့အထိစောင့်ဆိုင်ပြီးရောက်ခမအခန်းစီကိုခိုးကြောင်ခိုးဝက်သွားခဲ့တယ်တကားအဟိုက်လေးကနေချောင်းကြည့်လိုက်တော့အထဲမှာအမျိုးသမီးငယ်တယောက်မတ်တက်ရက်နေတာကိုတွေ့လိုက်ရတယ်သူမရဲ့မျက်နှာကိုတဲတဲကွဲကွဲမြင်ရအောင်စူးစမ်းကြည့်နေတော့မှပဲခင်ပုံဖြစ်သူကရုတ်တရက်ရောက်လာတဲ့သူကကျမကိုဘေးကိုတွန်းဖက်လိုက်ပြီးဒီတကားနာကိုဘယ်တော့မှမလာဖို့လာရင်တော့နောင်ပြအောင်ဆုံးမရလိမ့်မယ်လို့သတိပေးတယ်ကျမကသူ့ကိုပြန်မေးဖို့ထုံးမလို့လုံနေတော့မှပဲအခန်းထဲကနေအားနေတဲ့အတန်တစ်ခုထွက်လာတယ်တားရဲ့သူ့ကိုအပြစ်မတင်ပါနဲ့အားလုံးကအမေ့ပြစ်တွေပါနဲ့အဲ့ဒီအတန်ကတကယ်ကိုရောက်ခမရဲ့အတန်ဖြစ်နေတာကြောင့်ခင်မုန်းကိုနားလည်မှုလွဲသွားပြီထင်ပြီးကျမချက်ချင်းတောင်းပန်လိုက်ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာကျမတို့နှစ်ယောက်အပြန်လန်ဆွဲလာရန်လာဖြစ်ရင်သူ့လေပင်ကအနမ်းရတစ်ခုကိုမြင်လိုက်ရတယ်ကျမချက်ချင်းပဲအဲ့ဒါပါလဲလို့မေးလိုက်တော့သူကအမေကမတော်တဆဆွဲလိုက်မိတာနေမှာပါလို့ပြန်ဖြေတယ်ဒါပေမဲ့အဲ့ဒါကဘလို့မှဆွဲမိတဲ့အရာနဲ့မတူဘူးသူကဒေါသတကြီးနဲ့ထွက်သွားပေမဲ့လုံးထွေးသက်ပုံနေတော့ကသူ့ရဲ့တော့ကကျမ်းပြင်ပေါ်ကြံရစ်ခဲ့တယ်သူကကျမကိုမသိစေချင်ဘူးဆိုရင်တော့ကျမကိုယ်တိုင်ပဲမျက်မြင်ကိုတွေ့ကြည့်ရတော့မယ်လို့တွေးပြီးတော့ကိုတိတ်တဆိတ်ကောက်ယူထားလိုက်တယ်အဲ့ဒီညနောက်ပိုင်းမှာတော့ကိုယူပြီးတကားစီကိုပြန်သွားခဲ့တယ်မမျော်လင့်ပဲအထဲကနေချစ်ပြင်းနှီးနှောနေတဲ့အတန်တွေကိုကြားလိုက်ရတယ်သတင်းပေါက်အဟိုက်ကနေတိတိချာချာချောင်းကြည့်လိုက်တဲ့အခါမိုးကြိုးပစ်ချလိုက်တယ်လို့ခံစားလိုက်ရတယ်ကျမရဲ့ခင်ပွန်းဟာအမျိုးသမီးငယ်တစ်ယောက်နဲ့ဖောက်ပြန်နေတာကိုအဲ့ဒီအချိန်မှာကျမမတော်တဆအတန်ထွက်သွားမိလို့အထက်ကလူ2ယောက်လန့်သွားကြတယ်ခင်မုန်းဖြစ်သူကပြတင်းပေါက်ကိုအပြေးလွှားလာစစ်ပေမဲ့ကျမကပြတင်းပေါက်အောက်မှာပုံနေတာကြောင့်ဘသူ့ကိုမှမတွေ့လိုက်ရဘူးအဖြစ်ပြက်အားလုံးကိုကျမမျက်မြင်တွေ့ခဲ့ရပြီးရင်ကွဲမတက်ခံစားလိုက်ရတယ်ဒီလိုယွန်ရှာဖို့ကောင်းတဲ့အိမ်ကနေထွက်သွားဖို့ဆုံးဖြတ်ပြီးကျမရဲ့အခန်းထဲမှာအထုပ်ပိုးတွေတိတ်တဆိတ်တိတ်နေတော့ခင်မုန်းဖြစ်သူရောက်လာတယ်သူကကျမကိုအယူလိုဘာတွေလုပ်နေရလဲလို့အော်မေးတယ်ကျမကတော့တိတ်တိတ်ဆိတ်ဆိတ်ပဲထွက်သွားခြင်းပေမဲ့နောက်ဆုံးတော့မအောက်နိုင်တော့ပဲဒီနှစ်တွေတစ်လျှောက်လုံးမိသားစုအတွက်ကျမပြုစုဆောင်ရှောက်ပေးခဲ့တာကိုရှင်ကဒီအိမ်ခေါင်မိုးအောက်မှာတင်ဖောက်ပြန်နေတာလားလို့ပောက်ကွဲပစ်လိုက်တယ်သူကဘာတွေလျှောက်ပြောနေတာလဲအထဲမှာရှိတာသူ့အမေပါဆိုပြီးအော်ဟစ်ကတကားကိုဖွင့်ပြဖို့ကြိုးစားတယ်သူ့အမေကနေမကောင်းလို့အလင်းရောင်မမြင်နိုင်တာပါသူကအထဲကိုဝင်ပြီးအညောင်းညာပြေအောင်နှိပ်ပေးတာပါလို့ဆက်ပြီးလိန်ညာနေတော့ပဲသူ့လိန်နေတာကိုသိနေတဲ့အတွက်နှက်ခမ်းနေရပေးနေတဲ့ပကံကိုထုတ်ပြပြီးအသက်ကြီးတဲ့အဖွားအိုကဘလို့လုံနှက်ခမ်းနေဆိုးမှလဲလို့မေးလိုက်တယ်သူဘာမှပြန်မရှင်းပြနိုင်ခင်မှာပဲအိမ်ကြီးနားချင်းတွေကအိမ်ရှိကနေအော်ဟစ်ပြီးသူ့အမေရဲ့အခန်းထဲကိုတယောက်ဖောက်ထွင်းဝင်ရောက်သွားတယ်လို့လာပြောကြတယ်ရွာသားတွေကလက်နက်ကရိယာတွေနဲ့တကားကိုဖျက်ဆီးဖို့ရောက်လာကြတယ်ဒါပေမဲ့ခင်မုန်းဖြစ်သူကပြပြတလဲတာစီပြီးဘသူမှဒီတကားကိုမထိနဲ့အမေကနေမကောင်းလို့အလင်းရောင်မမြင်နိုင်ဘူးလို့အော်ဟစ်နေတယ်အလင်းရောင်မမြင်နိုင်တာလားဒါမှမဟုတ်အထက်ကအမျိုးသမီးကိုအမြင်မခံချင်တာလားအဲ့ဒီအချိန်မှာသူ့ရဲ့အပြစ်ရှိစိတ်ကသူ့ကိုဖိစီးသွားပုံရတယ်သူကကြမ်းပြင်ပေါ်ဒူးထောက်ကြပြီးဒီတကားကိုမဖွင့်ဖိုးဖွင့်လိုက်ရင်မိသားစုပျက်စီးသွားလိမ့်မယ်လို့ကျမကိုငိုယိုပြီးတောင်းပန်တယ်ဒါပေမဲ့ကျမကတော့စိတ်ပိုင်းဖြတ်ထားပြီးသားမှုတော့ကိုမြောက်လိုက်တယ်သူကသူ့ရဲ့ရိုးဝက်ချက်ကိုကာကွယ်ဖို့အတွက်တော့ကိုလူဖို့ခုံအုပ်လိုက်ပေမဲ့ကျမကသူ့ကိုကြမ်းပြင်ပေါ်တွန်းချလိုက်တယ်သူဒီလိုယွန်ရှာခွဲကောင်းတဲ့ကိစ္စကိုလုပ်ရဲတယ်ဆိုရင်ရင်ဆိုင်ရဲတဲ့တတိလည်းရှိရမယ်ဒီနေ့တော့ဘာပဲဖြစ်ဖြစ်ဒီတကားပွင့်ကိုပွင့်ရမယ်သူ့ရဲ့တုတ်ပြန်မှုကိုမြင်တော့ရွာသားတွေလည်းပိုတန်တရားဖြစ်လာကြတယ်သူဒူးထောက်မိုးပြီးအဖြစ်ကိုဝန်ခံနေပေမဲ့ရွာသားတွေကကျမဘက်ကနေကူညီကြတယ်နောက်ဆုံးမှာတော့ကျမတကားကိုဖွင့်လိုက်ပါတော့တယ်